Hello ဒီနေ့ကတော့ကျွန်တော် West2 လာပြီးချက်ပြမှာဖြစ်ပါတယ်ကျွန်တော်ဟင်းချက်တဲ့ဗီဒီယိုလေးတွေမလုပ်ဖြစ်အောင်ရှာပါပြီကျွန်တော်အချိန်မရှိလို့ပါဒါကကျွန်တော်ရဲ့လုံးမှာကျွန်တော်တထင်းကိုချက်ကျွေးနေတဲ့ West2 လေးဖြစ်ပါတယ်ကဲပြောညကြပါတယ်ကျွန်တော်တွားကြီးချက်ကြည့်အောင်အခုကတော့ကျွန်တော်ဆွမ်းနာကဝယ်လာတဲ့ဝက်ချေတောက်လေးကိုကျွန်တော်ရေစေးတန်းဆိုင်မှာဖြစ်ပါတယ်အခုကတော့ကျွန်တော်ရေစေးတန်းဆိုင်လာတဲ့ဝက်ချေတောက်လေးကိုကျွန်တော်စီများများနဲ့ကြော်ပါမယ်ဒါတော့ကျွန်တော်ရဲ့စပုံမူတီပါအလေကျွန်တော်ကြော်ပြီးတော့ဒီကိုကြီးကျွတ်လာပြီဆိုရှင်ဒီနေထားတော့ဆိုရင်တော့ရပါရဲ့ခင်ဗျာဒါတော့ပါဝင်ပြီချက်တုံဖြူတချို့ဘူကောင်ဟင်းချုံမဝတ်တူပါတော့ကြာညို့ကျွန်တော်လောနဲ့ရိုက်တာဖြစ်တဲ့အတွက်ဗီဒီယိုတခြားလေးမရိုက်ဖြစ်တဲ့အတွက်အားလုံးကိုကျွန်တော်တောင်းရခင်ပါတယ်ကဲခုကမှာဝက်စုနဲ့တွဲစားဖို့အတွက်ကျွန်တော်အချိန်လာစမှာဖြစ်ပါပဲပဝန်းနဲ့ပစ္စည်းကတော့ထွေထူးမရှိပါဘူးဂျင်းချက်တုံဖြူညို့ဒီစင်ကျွန်တော်ပပလေးရေးထားပါတယ်အရာအနေနဲ့ကျွန်တော်ဆိုင်းချုံမုံတုံးလာပါတယ်အကြောင်လေးလာတော့ကျွန်တော်ဂျာညို့လေးတုံးလာပါတယ်အနေနဲ့ရတော့ကျွန်တော်ညို့ဒီဆော့ကိုတုံးလာပါတယ်ဒီညမှာခန်းကြီးကြီးဆော့ကိုတုံးရပါတယ်အနံ့လေးမွေးအောင်လို့ကျွန်တော်ဘကော့ဆာကောင်အစီတက်ထားတာလေးကိုကျွန်တော်သုံးလာပါတယ်ဒါကတော့အချင်းတက်လေးအနေနဲ့ကျွန်တော်တာမန်တီသုံးလာပါတယ်ကဲအခုမှတော့ကျွန်တော်နတ်ဆန်အောင်မွေးပါမယ်ကဲလာပါတော့ကျွန်တော်နန်းနန်းပေးနေနန်းနန်းမိတ်ကိုကျွန်တော်ရှူလိုက်ပါမယ်ကျွန်တော်ဘလော့ကိုစုံအောင်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်လိုက်ရင် share လေးတွေလှုပ်သွားပြီဖို့မင်းနေအောင်နော်ကဲလာပါတော့နန်းနန်းပေးနေနန်းနန်းမိတ်ကိုရှူပါမယ်အားလုံးပဲတတ thank you ပါ